အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆက်လက်ပြီးတော့တတမမြောက်မေခွန်းအတွက်ကိုဗီဒီယိုဖိုင်လေးစပြပါမယ်အားလုံးရှုစားပေးကြပါအောင်ရှင်မှန်နှန်းဆောင်ကဘရင်ရဲ့နေတင်နံတိဖြစ်အစ်စ်တိဆောက်တာဖြစ်တယ်နန်းတော်ဆောင်ပေါင်းကတော့114ဆောင်ရှိပါတယ်အရှိပိုင်းမင်းခန့်တော်ဆောင်32ဆောင်အနောက်ပိုင်းမင်းခန့်တော်ဆောင်4ဆောင်နဲ့မိဖုရားတွေနဲ့တော်ဝင်မိသားစုတွေနေတဲ့အဆောင်က88ဆောင်ရှိပါတယ်မြင်းနှန်းပြတ်သက်လို့ခေါ်တာပြတ်သက်တော်ကြီးရဲ့အောက်ခြေအုပ်ခုံအတွင်းပလင်တော်ရဲ့အောက်ခြေမှာဆိုလို့ရှိရင်မစ္စည်းမဒေတာကမင်းကောင်းမင်းမြတ်တို့ဆန်တဲ့အောင်မြေတွေကိုတည်ယူဖို့ထားတဲ့မင်္ဂလာနေရာဖြစ်တယ်ဒါကြောင့်မလို့မြင်းနှန်းပြတ်သက်လို့ခေါ်တာပါအားလုံးကိုတကယ်စစ်မှန်ပြီးတော့တမိုးရှိတဲ့ဘုသူတ္တတွေရရှိစေနိုင်ဖို့အတွက်ခုပြသသွားတဲ့ဒီဗီဒီယိုကတော့ဘရင်နန်းဆောင်မြင်းနှန်းပြတ်သက်အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်တကယ်ကိုတီတွန်းနားလေတဲ့ပညာရှင်ကြီးအနေနဲ့ပဲတေချာဆွေးနွေးမေးမြန်းပြီးတော့ရိုက်ကူးတင်ဆက်ပုံဖော်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့တတမမြောက်မေခွန်းကိုစတင်ပါတော့မယ်မြနန်းစံကျော်ရွှေနန်းတော်တွင်နန်းဆောင်ပေါင်းညီမြရှိသည်နီဖြေဆိုဖို့အတွက်ဖုန်းစဖွင့်ပါမယ်ရှင်ဖုန်းခေါ်နိုင်ပါပြီရှင်မင်္ဂလာပါရှင်လူချင်းမင်းရှင်ဖြေဆိုပေးပါရှင်ဖြေဆိုပေးပါရှင်မှန်ကန်ပါတယ်ရှင်21စက္ကန့်အတွင်းမှာဖြေဆိုနိုင်လို့စုငွေ9သိန်းရပါတယ်ရှင်ဆက်လက်ပြီးတော့အထမမြောက်မေခွန်းကိုမေးဖို့အတွက်ကျမတို့ဗီဒီယိုဖိုင်ကိုကြည့်ပေးကြပါအောင်ရှင်ကျွန်တော်တို့ထုံစီတို့အားကစားနည်းဆိုတာရိုးရအားကစားဖြစ်ပါတယ်ဟိုးမြန်မာရှေးမင်းအဆက်ဆက်ကနေပြီးတော့စပြီးတော့မင်းကြီးမင်းသားတွေလူမျိုးတော်တွေကစပြီးကစားတယ်ထုံစီတို့ကစားနည်းရဲ့ရည်ရွယ်ချက်ကတော့အသင်းလိုက်နံပါတ်1ကျမ်းပါဖို့အသင်းလိုက်စူးစီးဖို့နံပါတ်3ကြန့်ခိုင်ဖို့ကျမ်းပါဖို့ပေါ့အဲ့ဒီအတွက်စူးစီးပြီးကစားကြပါအခုဗီဒီယိုဖိုင်ကတော့မြမရိုးရာကစားနည်းတွေထဲကတစ်ခုဖြစ်တဲ့ထုတ်စည်းထိုးကစားနည်းကြောင်းကိုအမှန်တကယ်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့တေချာဆွေးနွေးတိုင်ပင်ပြီးတော့ရိုက်ကူးတင်ဆက်ပုံဖော်ပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုနဲ့သက်ဆိုင်တဲ့မေးခွန်းကိုစပြီးတော့မေးပါမယ်ရှင်။ကျမတို့မေးခွန်းကတော့ထုတ်စည်းထိုးကစားနည်းရည်ရွယ်ချက်3ခုအားဖြေဆိုပါဖုန်းစဖွင့်ပါမယ်ရှင်။ဖုန်းခေါ်မင်္ဂလာပါရှင်ဖြေဆိုပေးပါရှင်ဖြေဆိုပေးပါရှင်ဟယ်လိုရည်ရွယ်ချက်3ခုဖြေဆိုပေးပါရှင်ဟုတ်ကဲ့ဟိုပါလေကိုလည်းပြန်ခိုင်းလာရဲ့ဟိုချစ်ခင်ရင်းနှီးစေတာရဲ့သူပေါင်းကြီးစေတာရဲ့ဟယ်လိုမှန်ပါတယ်ရှင်ဟုတ်ကဲ့လူချင်းမအဖြစ်မှန်သွားတာကတော့ကျမတို့24စက္ကန့်အတွင်းမှာဖြေဆိုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စုငွေ9သိန်းရရှိတာဖြစ်ပါတယ်ဤစီစဉ်ကိုမြန်မာကောင်းဒုက္ခမှမြန်မာကောင်းဒုက္ခတထေးလောင်းရှာပုံတော်အဖြစ်ဂုဏ်ယူစွာပတ်မိုးကူညီထားပါတယ်မြန်မာကောင်းဒုက္ခ